င်းပေါ်မှာဗျတိတ်တော့မှတော်တော်နာမည်ကြီးနေတာကိုလည်းဘာရောမဟုတ်ဘူးနော်ဘန်ကောက်ရောက်တော့မေးမှာလိုက်တာရောက်လာတော့ဗျာရောက်လာအစ်မင်းသူပြောနေတဲ့သူပြောပြီးနောက်ပိုင်းမှာအားလုံးကဒါဘာတွေဖြစ်ကုန်လဲတော့မသိဒီရုံကမသိရင်တကယ်ကိုအရန်ကြီးကိုကောင်းတယ်လို့ပဲပြောတကယ်တမ်းကြတော့လေသူပြောရတယ်ဟုတ်တယ်ဗျာကောင်းတယ်ဗျာကျွန်တော်လည်းကြိုက်တယ်အဲ့ဒါတွေကကြိုက်တယ်ဒီကောင်တော့မှာလိုက်တာဈေးများတယ်လို့တော့မျိုးပဲဈေးရတော့ရှိတယ်တော့3200ဒီကကျ2400ကျွန်တော်ဘာကွာလဲတော့မသိဘူးကျွန်တော်လည်းသိရင်မွေးကြောင်းနားမလဲဘူးဗျာဒါမနေ့ကထက်ရောက်လာဒါကျွန်တော်ဖောက်ပြီးမှပဲကျွန်တော်ဆန်လိုက်တဲ့ပုံစံဖြစ်နေကျွန်တော်တခါလဲမဖောက်ပြပဲနဲ့လုပ်လိုက်တာပဲနော်ဒီကောင်ပိုကြိုက်တယ်ဒီကောင်တော့နည်းနည်းစုရက်ထဲမှာတော့ပါကျွန်တော်ဘာပြီးတော့မလုပ်တတ်ဘူးဗျာရင်ဝင်နဲ့ပတ်သက်ကိုကလည်း CI လည်းမဟုတ်သူများတွေပြောနေကိုလည်းဝယ်ပြီးတောင်းလိုက်တာဒီကောင်တော့နည်းနည်းဈေးများတယ်လို့ခံစားရတယ်သူများတွေရောရန်ကုန်မှာတော့ရောင်းနေတော့3သိန်းပတ်ချလဲ3သိန်း2000 3သိန်းခွဲ2သိန်းခွဲအစားတွေပဲဗျာဘာတွေခွဲလဲတော့မသိဘူးကျွန်တော်လည်းဘာခွဲမဲတော့မသိဘူးဟာဒီကောင်နည်းနည်းလေး sweet ထဲမှာတော့ပါမိုက်တယ် fresh ဖြစ်တယ်ကျွန်တော်ကြိုက်တဲ့ထဲမှာတော့ပါတယ်ပေါ့နော်ဒီကောင်ပိုကြိုက်တယ်ကျွန်တော်ကလေသာသမားဆိုတော့ဒါနဲ့ပို့ပြီးဒီကောင်နည်းနည်းအီတဲ့ထဲမှာတော့နည်းနည်းပါတယ်လို့ခံစားရတယ်နော်တိတ်အီတော့မဟုတ်ဘူးနော်လေသာနဲ့ဆိုပို့ပြီးတော့ live ဖက်မလို့ကျွန်တော်တော့ပို့ခံရတယ်ဒါလေးကိုပို့ကြိုက်တယ်ဒါတော့ပေါ့ပါဝက်မဲ့ဆိုရင်တော့နှစ်ခုစလုံးတော့မှာလိုက်တာပေါ့နော်မှာပြီးတော့လက်ထဲတော့ရောက်လာပြီဒါနှစ်မျိုးစလုံးကိုကျွန်တော်ကြိုက်တယ်ပြောချင်တာအဲ့လားပေါ့နော်ကြိုက်တယ်မဆိုးသုံးနေကြရေမွေးတွေဒီကောင်လေးထက်ပြီးတော့ပွဲဖြစ်လို့ဝယ်လိုက်တာပို့ပြီးတော့ကြိုက်တဲ့ထဲမှာပါသွားတာပေါ့နော်ကဲအစ်မင်းပြောတာလဲသူပြောတဲ့စကားရပါတော့မဆိုးတော်တော်များ recommend တော်များလဲပါဒီမြစ်အကိုတွေကြတော့လည်းမကြိုက်တဲ့အထဲမှာပါဒါပေမဲ့ကျွန်တော်တော့ဒီထဲကိုကြိုက်တဲ့အထဲမှာပါတဲ့အတွက်ပွဲဖြစ်တဲ့ဟာလေးကိုဖွင့်ကောင်းယူပြီးတော့ဝယ်လိုက်တာကိုလည်းကြိုက်သွားတယ်ဆိုကြပါလေโอเคပါဒါတော့ကျေးဇူးတင်ပါတယ်ဗျကျွန်တော်လည်းဒါလေးကိုပြကြည့်တာမှာကျင်တဲ့ကိုညာရှိနေမှာလို့ရတယ်ပေါ့နော်ဈေးကတော့ကျွန်တော်အမျိုးပြောင်းလဲနေတာခုနဲ့တူကတော့မတူဘူးကြဘာတွေဘယ်လိုပြောင်းလဲလဲတော့မသိဘူးနော်မှာလို့တော့ရပါတယ်မှာပေးလို့ရပါတယ်ကြာနော်အများကြီးတော့ကျွန်တော်လည်းမှာလို့မရဘူးတစ်ခုနှစ်ခုစားသုံးခုစားတော့ပဲရတယ်ဒါပြောတော့လူတယောက်တည်းနဲ့ကျွန်တော်ပြန်တဲ့ခါကြရင်တဲကွင်းမရှိတာရှိတယ်ကြာအကြတော့နည်းနည်း short ရှိတယ်โอเคအားလုံးကျေးဇူးတင်ပါဗျကျွန်တော်ကိုကျော်ကြီးပါဘိုင်ဘိုင်